ရှောင်တဲ့နေရာကိုရှောင်ရမယ်တဲ့နောက်ဆုံးဘာရှောင်ရမလို့ဆိုရင်အပေါင်းအသင်းနဲ့ပတ်သက်ပြီးတော့မကောင်းတဲ့အပေါင်းအသင်းတွေကိုလည်းရှောင်ရမယ်တဲ့မရှောင်လို့ရှိရင်အ ਨੇ ဆုံးအပြောဆိုခံရမယ်မကောင်းတဲ့လူနဲ့ပေါင်းရင်အေးဒီလူကတော့မကောင်းတဲ့လူနဲ့ပေါင်းတယ်သူလည်းတူတူပဲနေမှာပဲဆိုပြီးတော့အထင်လွဲခံရတတ်တယ်ကိုမပါတောင်မှမကောင်းတဲ့လူနဲ့ပေါင်းရင်မကောင်းတဲ့အကျိုးသက်ရောက်မှုတွေရောက်တတ်တယ်မြတ်စွာဘုရားကဥပမာလေးနဲ့ဟောထားတောင်ရှိသေးတယ်ငပြောဘက်ကလေးဟာတဲ့ငပြောဘက်ကလေးထဲမှာငပိထည့်ပြီးတော့ထုတ်လိုက်လို့ရှိရင်အဲ့ဒီငပြောဘက်ကလေးမှာငပိနတ်နေနမ်းသွားတယ်ပုတ်တဲ့အနတ်နေဆွဲသွားတယ်အေးအဲ့ဒီငပြောဘက်ကလေးကိုပဲစပယ်ပန်းထုတ်ထည့်ပြီးတော့ထုတ်မယ်ဆိုလို့ရှိရင်မွှေးကြိုင်တဲ့အနံလေးတွေရသွားတယ်အဲ့ဒီတိုင်းပဲမကောင်းတဲ့လူနဲ့ပေါင်းလို့ရှိရင်အ ਨੇ ဆုံးတော့အနံ့ကူးသွားတတ်တယ်ကောင်းတဲ့လူနဲ့ပေါင်းရင်လည်းပဲအနံ့ကူးတာပဲတဲ့ဒါကြောင့်မို့ဒါကိုလည်းပဲရှောင်ကျင်ရမယ်နောက်အနေထိုင်နဲ့ဆင်ញင်ရမယ်လို့ဒီလိုဆိုတယ်သူများတွေတန်တရားဖြစ်စေတတ်တဲ့အနေထိုင်မျိုးသူတို့အားတွေမသွားတဲ့မလာတဲ့နေရာမျိုးကိုမသွားရဘူးမလာရဘူးအထူးသဖြင့်ယဟန်တွေကိုပို့ပြီးတော့ရသော်ဘုရားကအဆုံးမဩဝါဒပေးတာပေါ့မသွားတဲ့မလာတဲ့နေရာတွေသွားတယ်လာတယ်ဆိုပါစို့အရက်ဆိုင်ဝင်ထွက်သွားလာတယ်ဆိုတော့ဒီကိုယ်တော်ရက်တောက်ထားလို့ထင်မှာပေါ့ဘီယာဆိုင်ဝင်ဘီယာတောက်တယ်လို့ထင်မှာပေါ့အဲ့ဒါလို့မသွားတဲ့မလာတဲ့နေရာတွေကိုမသွားရအောင်ရှောင်ရမယ်တဲ့မရှောင်လို့ရှိရင်သူတစ်ပါးတွေကချုပ်ချခြင်းလို့ဆိုတဲ့ဒီအာသဝါဆိုတဲ့အပြစ်နာစာတွေကိုယ်တဏ္ဍာမှာဖြစ်လာတယ်ဆွဆွဲခံရပြီဆိုရင်ဆွဆွဲမှုကိုမလိုလားတော့ဂုဏ်သတင်းကြော်ကြားခြင်းနဲ့ဆိုတဲ့စိတ်တွေဝင်လာတဲ့အခါမှာကာမသဝါဖြစ်ပြန်ရောအဲ့ဒါလို့အာသဝါဆိုတာတွေကဒီလိုရှောင်ရမယ့်ဟာကိုရှောင်ရမယ်လုံလဝီရိယစိုက်ပြီးတော့ရှောင်ရမယ်လို့မြတ်စွာဘုရားဒီလိုဟောတာ